တာမြင်တာဒါလေးတစ်ခေတ်ပါအကြောင်းနဲ့အကျိုးတရားဟောတရားများနာမလဲပါခေဟာတရားစနစ်တွေမှာအော်ရှင်တဲ့မိတ်ဆွေပါပြောင်းလဲတွေဟာတို့ဘာကြီးကိုများကြီးကြိုးပြရောက်ရောက်တို့ကဘာကိုပြင်ဆင်ထားနေစင်ဘဝစားတယ်လို့ထားလာရုံးကကြိုးစားတို့ကတစ်ခါတော့တမော်ရီယာဒီလေးစတဲ့ချူရီနဲ့မတီးလေးစတဲ့ချူရီနဲ့အကောင်ဆိုးစီမံလို့တဲ့တရားကလက်တွေ့ပြောင်းခဲ့ပြီနေမရီတာအော်ကျန်တဲ့တရားရီထားနေတော့မြတ်တော်ဝါရီများစွာလက်စိတ်ကံပါစိတ်တစ်ခွက်ကတဲ့ကြရသူစင်တော်မြတ်တရားအော်စာလုံးငြိမ့်စီတာ